MNDAA မှထွက်ပြေးသွားသည့်တားကိုစားဖခင်ဖြစ်သူအားဖမ်းဆီးရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်105မိုင်မှာကိုကန့်တပ်ဖွဲ့ MNDAA ကနေထွက်ပြေးသွားတဲ့တားဖြစ်သူကိုစားဖခင်ဖြစ်သူကိုဖမ်းဆီးပြီးအစားထိုးခေါ်ဆောင်သွားတယ်လို့သိရပါတယ်ခင်ဗျာကိုကန့်တပ်ဖွဲ့မှာတလရွင်900နဲ့လုံခြုံရေးဝန်ထမ်းအဖြစ်လုတ်ကင်နေသူတူဟာပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းမှာထွက်ပြေးသွားခဲ့တာကြောင့် MNDAA ကဖခင်ဖြစ်သူကိုအစားထိုးဖမ်းဆီးခဲ့တာဖြစ်ကြောင်းဒေသခံသတင်းရင်းမြစ်တစ်ခုကပြောကြားထားပါတယ်ကိုကန့်တက်ကလုံခြုံရေးအလုပ်ရှိတယ်ဆိုပြီးခေါ်တယ်။လစာလည်းတကယ်ပြီးတယ်။1029စစ်စင်ရေးပြီးကားစားအလုပ်ကလည်းရှားတော့အဲ့ဒီအချိန်အလုပ်ဝင်လုပ်ကြတဲ့သူတွေအများကြီးရှိခဲ့တယ်။ဒါပေမဲ့ပြန်ထွက်ချင်တဲ့အချိန်မှာထွက်လို့မရတော့တာ။အဲ့ဒီအချိန်ကျမှရိုးရိုးအလုပ်မဟုတ်ဘဲတစ်ဖက်လက်လူစုဆောင်ခံရမှန်းသိကြတာလို့105မိုင်ကသတင်းရင်းမြစ်ကဆိုပါတယ်။ MNDAA တပ်ဖွဲ့ဟာ1029စစ်စင်ရေးပြီးနောက်၎င်းတို့ထိန်းချုပ်နေမီအတွင်ကိုကန့်မဟုတ်တဲ့တခြားလူမျိုးစုတွေကိုပါနီးမျိုးစုံနဲ့စစ်မှုထမ်းဖို့လှုံ့ဆော်နေပြီးတားသမီးတွေထွက်ပြေးခင်မိဘတွေကိုဖမ်းဆီးတာမျိုးတွေပါပြုလုပ်နေကြောင်းသိရပါတယ်ခင်ဗျာ